အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကိုတီးရမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ပြည်ဦးလင်မှာပါချုပ်ဆရာတော်ရဲ့အကြောင်းအတွက်ပန်းလို့ဖို့နဲ့ပါချုပ်ဆရာတော်ကိုဝါဆိုတင်ငယ်ကပ်ဖို့အတွက်ရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာပါချုပ်ဆရာတော်အကြောင်းကိုရောက်ရှိနေတဲ့အချိန်မှာပါချုပ်ဆရာတော်ကအစီမှာလာဖူးကြတဲ့ခီးတဲ့တစ်ဖွဲ့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီခီးတဲ့တစ်ဖွဲ့ကိုစောင့်နေရင်လည်းဒီပါချုပ်ဆရာတော်ရဲ့အကြောင်းဝင်အတွင်းမှာရှိနေတဲ့အရန်အေးချမ်းတိတ်ဆိတ်တဲ့ဒီတဘဝရှုခင်းလေးတွေကိုလိုက်ပတ်ပြီးတော့ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျာအခုမြင်နေရတဲ့လမ်းလေးကကြတော့ပါချုပ်ဆရာတော်ရှိရာစံကျောင်းကိုသွားတဲ့လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာစံကျောင်းဆရာတော်သွားရတဲ့လမ်းတစ်လျှောက်ရဲ့ဘေးပန်းဝန်းကျင်မှာရှိတဲ့တစ်ပယ်ပတ်မှန်တွေကလည်းလူတွေရဲ့စိတ်ကိုအရန်ကြည်နူးအေးချမ်းစေပါတယ်အခုမြင်နေရတဲ့ကျောင်းကတော့ပါချုပ်ဆရာတော်ရဲ့စံကျောင်းပဲဖြစ်ပါတယ်ခင်ဗျာပါချုပ်ဆရာတော်ကိုဒီတစ်ချိန်ဆိုရင်တော့ဖုတ်ခွင့်ရတာ9ချိန်မြောက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပါချုပ်ဆရာတော်ကိုဝါဆိုတင်ငယ်ကတ်လူရင်းနဲ့ဒီနေ့ပြုလုပ်ကောင်းမှုကုသိုလ်များကိုကျွန်တော်ဗီဒီယိုကြည့်တဲ့ပရိသတ်တွေများအားလုံးဒါတို့ကိုစွန့်နိုင်ရန်ရိုက်ပြီးတော့တက်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာIyabe Bonya Neva Nata Isayo Odu Iwasu Tengane Adaba Watulogo Ludama Goi Udu Wiruma Pipolago Pisilevago Ludama Goi Ikamudi Nevan Chandai Ajahava Jabadi Ikamui Obagago Amiaba Aboa Suibyonya Diloa Kudu Amya Wingawagoi Adanaro Samna Noga Samna Doa Kudu Amya Wingawagoi Odebo Jenikodo Lozo Myaza Tadwadodi Kudu Amya Odiyaja Godi Pire Osei Nabya Chanda Jadi Pijabade Godani Tudo Amya Yuro Muja Bagoro Tadu Udo Amya Yuro Muja Bagoro Tadu Udo Amya Yuro Muja Bagoro Taduပါချုပ်ဆရာတော်ကြီးလည်းဒီတမကတက်တော်ရတဲ့ရှိပါစေလို့စတောင်းမေတ္တာပို့သပေးပါရခင်ဗျာဒါကြတော့ဒီเจ้าမှာရှိတဲ့ဥစဉ်ကိုကျွန်တော်တို့ဝတ္ထုငွေကလူနေတာဖြစ်ပါတယ်ခင်ဗျာအခုမြင်နေရမြင်ခွဲလေးကကြတော့စာတင်သားတွေပေါ့နော်ဒီเจ้าမှာရှိတဲ့တန်ဃာတော်တွေကိုကျွန်တော်တို့ဆောင်းလောင်းဖို့အတွက်အမတ်တရအနေနဲ့ဓာတ်ပုံရိုက်ကူးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဝယ်လာတဲ့ပန်းလေးတွေကိုပါချုပ်ဆရာတော်ရဲ့အကြောင်းမှာရှိတဲ့ဖျားပန်းအိုးလေးတွေမှာပန်းထိုးပြီးတော့ကုသိုလ်ယူမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့ကြောက်ချင်းစတဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြုလုပ်တဲ့ကောင်းမှုကုသိုလ်များအားလုံးကိုလည်းတာဓုခေါ်ဆောင်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးရပါတယ်ခင်ဗျာ